ဒါကတော့လက်စွပ်ပဲဖြစ်ပါတယ်ငွေလက်စွပ်ပေါ့နော်လက်စွပ်ကအစွဲသီးနဲ့တူနေပါတယ်ဝတ်ကြည့်လိုက်မယ်နော်ကိုနဲ့သူကွက်စတိလုံးဝပဲခေါင်းခောက်လို့ရကိုကွက်နဲ့နော်ဟိုဟဲ့ဘလို့ပညာရှင်တွေနဲ့ပေါ့နော်ဘလို့ brain ဆရာတွေနဲ့ဟိုဖန်တီးရှင်တွေနဲ့တွဲဆက်ပြီးလှုပ်ထားတဲ့လက်စွပ်လည်းမသိပါဘူးတော်တော်သဘောကျစရာကောင်းပါတယ်ဘူးမှမြင်ဘူးလေထောင်တယောက်ခေါင်းခောက်မယ်ဆိုလဲလွယ်တယ်နော်ငွေလက်စွပ်ကျက်သွန်ဒီတပြားရိုက်လဲရတယ်တဲ့ဒီမှာအော်ဒါမျိုးရွှေဆိုလို့ရှိရင်တစ်ချက်ခွဲသားလောက်လောက်ကမလားမသိဘူးတက်ကြည့်တော့လှတယ်ဟဲ့တက်ကြည့်တော့လှတယ်ဘေးတောင်းကြည့်သွားတာ